Welcome to All Moon Moon O. အားလုံးကိုမင်္ဂလာပါအောင်စပူကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံတပင်အစီအယံဘဟုမှာအချောင်းချစာယနေ့မှစရွေအောင်စပူဇက်တပင်အားပွဲကပြခွင့်တနေ့တက်တိပေးလိုက်ပါပြီတဲ့ဟာတကယ်တော့မကောင်းတော့စိတ်မကောင်းစရာနော်အောင်စပူအတွက်ကဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဦးထိဖြောပြလာတဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့တူကြည့်ရှုနားဆင်လိုက်ရအောင်နော်ကျွန်တော်တို့စူတောင်းနေတဲ့ကြားထဲကနေပြီးတော့မှဖြစ်သွားပြီပေါ့နော်ဟုတ်ညီမလေးတယောက်ကလည်းကျွန်တော်လာဒီပေးနေမှာသူငိုနေရပေါ့နော်တအားငိုနေရပေါ့နော်ဟုတ်တယ်ကျွန်တော်လည်းခံစားရပါတယ်ကျွန်တော်လည်းအောင်စပူဖန်ပဲလीနော်ဒါပေမဲ့ယောက်ျားကြီးတယောက်အနေနဲ့ဗျမျက်ရည်ကျဖို့ကြတော့အစိမ့်မပြေဘူးဟုတ်ဒီကိစ္စကဗျမတရားဘူးလို့တော့ထင်တယ်တနေ့ပိတ်လိုက်တယ်ဆိုတော့တရင်ကတကယ်သေချာသွားပါပြီနော်ကျွန်တော်ညီလေးအောင်စပူကကောင်းစရာနော်စက်ကဆိုရင်တော့ဒါတနေ့ပိတ်ခံလိုက်ရပါပြီခင်ဗျာမိဘပြည်သူတွေအနေနဲ့ကလည်းဝိုင်းပြီးတော့မှစူတောင်းပေးခဲ့ကြတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့စူတောင်းနေမပြည့်ခဲ့ပါဘူးနော်ဂျာကြီးကိုယ်တိုင်တင်ထားတာပေါ့နော်အဲ့တော့ညီလေးအောင်စပူကိုလည်းဒီကနေပြီးတော့မှအခုအနေနဲ့တတိပေးချင်ပါတယ်ဟုတ်စသဖြင့်လောကကနေပြီးတော့မှဒီရုပ်ရှင်လောကကိုမကူးပြောင်းပါနဲ့ရုပ်ရှင်လောကမှာကဒီစသဖြင့်လောကတဲ့ပို့ပြီးတော့မှကလင်ကจิตတွေများပါတယ်လို့နော်ပို့ပြီးတော့မှထိခိုက်တော့မှဆိုလို့ဗျာကျွန်တော်အများကြီးပြောချင်လို့ဗျဒီနေ့ကနေစပြီးတော့လဲအောင်စုံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တင်မှာမဟုတ်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ညီမလေးတယောက်ကကျွန်တော်ကိုလာပြီးတော့မှငိုယူပြီးတော့မှပြောနေတာပေါ့နော်။ကျွန်တော်ကနေပြီးတော့မှဖွာလို့ပေါ့နော်။လိုက်ရချီုံနဲ့ဗီဒီယိုတွေမတင်ပါနဲ့လို့ပါတော့ပေါ့နော်။အဲ့လိုမျိုးတွေရှိပါတယ်။အခုတရင်ကြားရတာလဲမနေပါလေဗျာ။ကြိတ်ပြီးတော့ပျော်နေတဲ့ကောင်တွေကောင်းမတွေနော်။နင်တို့တွေဝတ်မလဲပါသေးနဲ့။နော်နင်တို့အလဲနင်တို့ဝတ်မလဲပါသေးနဲ့အဲ့ဒါပဲပြောမယ်ကဲမနာလိုတဲ့သူတွေအများရနော်စမ်းရည်မ friend ပါဒါကြီးကတော့မဖြစ်တင်ဘူးတကယ်စိတ်မကောင်းဖြစ်ရတယ်အမြင်တက်နေတွန်းချခံလိုက်ရတယ်လို့ပဲဟုတ်တယ်နော်အမြင်တက်နေတဲ့ချိန်မှာအောင်စဘူးအမြင်တက်နေတဲ့ချိန်မှာမနာလို့စိတ်တဲ့ပိတ်တင်တာချဖို့အစီကမရှိတဲ့စက်ဟာပြောလိုက်ပြီနော်ဒီညီမတော့ဇက်တပင်လောကကြီးကစိတ်ပြည့်စရာကြီးပါကွာအေးဇက်ပီတာတနေ့ပိတ်ခံရရင်ဒီလောကကိုထမကြည့်တော့ဘူးတဲ့ဟုတ်ပါနော်ဟုတ်ပါစမ်းရည်မို့ဖန်ပြီးမဲ့အေးဇက်ပီကိုလည်းချစ်ပါတယ်ဒါကြီးကတော့အရင်တရားလွန်ပါတယ်မတရားဘူးလို့ခံစားရတယ်ဒီလောက်တောင်းပန်နေတာကိုမှလှုပ်ရက်လိုက်တာသူတို့ကြိုးပေးကြပါစေတဲ့စမ်းရည်ပေါ် friend နော်စမ်းရည်မွေးပြိတ္တပေမဲ့အောင်စပူလက်ချပါတယ်ဒါပေမဲ့ဟုတ်တယ်နော်နေရာဆလုံးအတူတူပြောရရင်အတွဲနေကြပါနော်ဒီလေးရတော့စင်မကောင်းကြနော်အောင်စပူဇက်ကမမင်းတို့ကိုထမင်းစားရမှလားဒီကိုညီလေးကပြောချလိုက်ပြီနော်ဖြစ်ကြတယ်မှာပြောတဲ့သူတွေရှိသေးတယ်ပြောလိုက်တာရမ်းပဲခွာတယ်ဘလို့လဲဟာတော်ပြီတီဗီတို့လေးရတော့ဒီလောက်ပါပဲအားလုံးပဲဘေးရန်ကင်းပြီးရှလန်းချမ်းမြေ့ကြပါစေဘိုင်